အားလုံးမင်္ဂလာပါ Football Chapter နဲ့ကြိုဆိုပါတယ်ဒီခေါက်မှာလည်းကမ္ဘာဖလားအကြောင်းပဲပြောอ่ะဒီတစ်ခေါက်တော့ဒီအသင်းကြီးတွေကိုစောက်တော့ကလိုက်ပြီးမဲ့အသင်းအကြောင်းပြောอ่ะအသင်းအောင်အခြားမဟုတ်ဘူးနော်ဝေးအသင်းနော်ဝေးကိုကြည့်ရရင်သူတို့ကဒီယူရို24ခြေစစ်ပွဲမအောင်ခဲ့ဘူးအဲ့တော့ကမ္ဘာဖလားဒီဥရောပဆောင်ခြေစစ်ပွဲတွေလာတော့အီတလီနဲ့တအုပ်စုတည်းကြာအဲ့တော့လေအီတလီတက်မယ်လို့ပဲထင်တာပေါ့ဒါပေမဲ့ဆရာသမားကြီးကအုပ်စုပွဲအကုန်နိုင်တာအီတလီကိုဆိုဒီနှစ်ကြော်လုံးကိုဒီကိုပြတ်အသက်တွေနဲ့နိုင်တာဆိုတော့အခုဒီလက်လောခြေစမ်းပွဲရလက်တွေကိုလည်းကြိုက်တယ်ဒီကမ္ဘာဖလားအုပ်စုမှာတော့သူတို့ကဒီပြင်သစ်ရယ်စီနီဂေါရယ်အီရတ်တို့နဲ့တအုပ်စုတည်းကြာမယ်ဒီအုပ်စုမှာကဒီနော်ဝေးကိုယ်တိုင်တော့လည်းမလွယ်ဘူးစီနီဂေါကလည်းသူကလည်းသူကောင်းတာပဲလူငယ်တွေတော်တော်များများအောင်လည်းယူထားရယ်နောက်ပြင်သစ်ကလည်းလူငယ်အများစုပါတယ်ဆိုတော့ပြင်သစ်နဲ့နော်ဝေးပွဲကတော်တော်လေးကြည်ကောင်းလိုက်ပြင်သစ်နိုင်ဖို့တော်တော်လေးရုံးရမယ်ပွဲတပွဲဖြစ်တယ်လို့ယူဆမိရယ်အေးပွဲထိဖြစ်သွားနိုင်တယ်ဒီပေါ့ဆဆကစားရင်အမားကလေးတစ်ချက်ကနေကိုဖြစ်ပြောင်းလဲနိုင်သောရှိကစားသမားတွေကနှစ်သိန်းစလုံးမှာရှိနေတယ်ပြင်သစ် short တွေ့ရင်တေချာပေါက်နော်ဝေးရဲ့ပွဲဖြစ်သွားနိုင်တယ်နောက်တပွဲကဒီအီရတ်နဲ့အီရတ်ကကျန်တဲ့အသင်းတွေနဲ့ရှင်ဒီအုပ်စုမှာခြေစွမ်းအင်အားပါအနည်းဆုံးဆိုတော့ခြေဝေးမပြောတော့ဘူးနော်ဝေးပဲနိုင်လိုက်စီနီဂေါနဲ့ရှင်တော့ဒီနော်ဝေးရဲ့လက်ရှိခြေစွမ်းနဲ့ကစားသမားအစုအဖွဲ့ကစီနီဂေါတဲ့ခေါင်းလုံးတာတယ်လို့ယူဆရဲနော်ဝေးရဲ့ကစားသမားအစုအဖွဲ့မှာနောက်တန်းကြည့်ရင် Ryan လိုဖန်တီးမှုစောင့်ဝန်းကောင်းတဲ့ကစားသမားရဲ့နောက်ကွင်းလန်မှာဆိုလဲ Odegaard တို့နောက် Fulham က Center Back နောက် Benfica ကArsenal တို့လိုကစားသမားတွေတိုက်စစ်မှာ Haaland တို့ Slot တို့နောက်ဒီ Leipzig က Nusa နောက်ပြီး Oscar Ball တို့နောက်ပြီးတော့ဒီ Crystal Palace ကဒီ Strand Larsen နဲ့ဒီ Benfica က Shearer တို့လိုကစားသမားတွေဆိုတော့တိုက်စစ်ကောရှယ်ကြီးပဲအဲ့တော့ဒီအုပ်စုမှာကဒီနော်ဝေးကအုပ်စုဒုတိယနဲ့တက်နိုင်တယ်အုပ်စုဘိုအထိကိုမှန်းလို့ရတဲ့အနေအထားမျိုးမှာရှိဒါပေမဲ့လည်းအားလုံးစိတ်ချမ်းသာအောင်ပြင်သစ်ကိုပဲအုပ်စုဘိုပေးလိုက်ပါအကယ်၍အုပ်စုဒုတိယနဲ့ရှုံးထွက်တက်ရင်32သိန်းအဆင့်မှာကအုပ်စု ER ဒုတိယနဲ့တက်လာမယ်အသင်းနဲ့တွေ့မယ်ဖြစ်နိုင်တာအကွေဒေါဒါမှမဟုတ်ရင် Ivory Coast အဲ့နှစ်သိန်းလုံးကတော့ကောင်းတယ်ကျွန်တော်လည်းကြိုက်တယ်ဒါပေမဲ့နော်ဝေးကိုပိုကြိုက်တယ်အဲ့မှာအကွေဒေါကိုနည်းနည်းသတိထားအကောင်ကြီးကဒီတကူတွင်းပြီးရင်သူကပိတ်စော့တဲ့အချင်းရှိတော့ဒီနော်ဝေးနည်းနည်းရုံးရနိုင်တယ်ဘလို့ပဲပြောဒီနော်ဝေးကအဲ့နှစ်သိန်းလုံးထက်ပိုကောင်းတယ်လို့မြင်တယ်ကစားပုံရောကစားသမားအစုဖွဲ့ရောကအဲ့နှစ်သိန်းလုံးထက်နှာတပြားတာတယ်ဆိုတော့နော်ဝေးနောက်တစ်ဆင့်တက်မယ်လို့ယူဆရဲ16သိန်းအဆင့်ရောက်ရင်ဒီ Group C ရဲ့အုပ်စုပုံနဲ့တွေ့ဖို့များတယ်ဖြစ်နိုင်တာကဒီဘရာဇီးဖြစ်ဖို့များတယ်ဘရာဇီးခြေစွမ်းအဲ့လောက်အကောင်းကြီးမဟုတ်တော့ဒီဘရာဇီးနဲ့အုပ်စုတူတဲ့မော်ရိုကိုလည်းဖြစ်နိုင်တယ်အသင်းလုံးကနော်ဝေးကိုအနိုင်ယူနိုင်တဲ့အသင်းတွေပဲဆိုတော့ဒီနော်ဝေးဘယ်သူနဲ့ပဲတွေ့ရုံရနိုင်တယ်ရေကုန်ရေကန်းကစားရပြီးနောက်ဆုံးပန်နတီအဆုံးဖြတ်တီသွားနိုင်တယ်ပန်နတီအဆုံးဖြတ်ဆိုတာဒီကျွန်တော်အမြင်ကတော့ပြိုင်ပွဲရဲ့ဖိအားတန်ကိုခံနိုင်ရရှိမရှိပေါ်ဝင်မူတည်တယ်လို့ယူဆပန်နတီအဆုံးဖြတ်တီသွားရင်နော်ဝေးရှုံးဖို့များဘာလို့ဆိုကျန်တဲ့သတင်းတော့သူ့ကဘာဗလားအတွေ့အကြုံရှိတယ်ဒီလိုနေရာရောက်ပြီဆိုရင်တော့ဒီခရိုအေးရှားဆရာကြီးခရိုအေးရှားဒီပန်နတီအဆုံးဖြတ်ကိုဟွက်ဖဲတစ်ချက်လို့ဆော့အဲ့တော့ခရိုအေးရှားအကြောင်းပိုသိခြင်းအရင်ဗီဒီယိုမှာခရိုအေးရှားအကြောင်းပြောထားတယ်တိတ်ဝင်စားရင်ဒီဗီဒီယိုကြည့်ပြီးရင်တွားကြည့်ဖို့တိုက်တွန်းတင်တယ်ပြန်ဆက်ရရင်ဒီဘရာဇီးရောမော်ရိုကိုရောမဟုတ်ပဲဒီအုပ်စု F ကဒုတိယနဲ့တက်လာတဲ့အသင်းနဲ့တွေ့နိုင်တယ်ဘာလို့ဆိုဒီအုပ်စု F မှာဂျပန်ကအုပ်စုဘိုးဖြစ်သွားရင်အုပ်စုဒုတိယနယ်သာလန်ဒါမှမဟုတ်ဆွီဒင်ဖြစ်နိုင်ဆွီဒင်ကတော့တိတ်ပြတ်တနာမရှိဘူးဆိုပေမဲ့နယ်သာလန်ဆိုရင်တော့32သိန်းအဆင့်မှာဘရာဇီးကိုရောမော်ရိုကိုရောဖြုတ်ချနိုင်စွမ်းရှိအဲ့လိုသားဆိုရင်16သိန်းအဆင့်မှာနော်ဝေးတို့လည်းပြတ်တနာတက်နိုင်နယ်သာလန်ကရှယ်ကောင်းတာဆိုတော့ဒီနော်ဝေးတို့တော်တော်ခတ်နိုင်ရှုံးအောင်ရှုံးသွားနိုင်သူတို့နောက်တစ်မျိုးစဉ်းစားမယ်ဆိုရင်အကယ်၍ဒီ Group F မှာနယ်သာလန်အုပ်စုကိုဖြစ်ပြီးဂျပန်ဒုတိယနဲ့တက်မယ်ဆိုရင်32သိန်းအဆင့်မှာဘရာဇီးတို့မော်ရိုကိုတို့ကပဲတက်လာနိုင်တယ်လို့ယူဆဒီနေရာမှာကျွန်တော်မေးကောင်းမေးနိုင်တယ်ဗျဒီဂျပန်ကဘရာဇီးကိုနိုင်ထားရနော်ဆိုပြီးတော့
ဒါခြေစမ်းပွဲဆိုတော့အရန်ထည့်စင်းစားလို့တော့မရဘူးပြီးရင်ဂျပန်ပြဿနာတစ်ခုကဒီကောင်ကြီးကအုပ်စုအဆင့်မှာသူရှယ်ကောင်းတယ်ဒါပေမဲ့ရှုံးထွက်ရောက်ပြီဆိုရင်ဘယ်သူနဲ့တွေ့တွေ့ကိုရုန်းကန်ရတတ်တယ်ဆိုတော့ကျွန်တော်ဒီလိုတွေးတာလုံးဝမထင်ဘူးဗျအဲ့တော့ဂျပန်ကနော်ဝေးနဲ့တွေ့နိုင်မယ်လို့မထင်ဘူးဆိုတော့နော်ဝေးအကြောင်းအနှစ်ချုပ်ရရင်ကျွန်တော်ယူဆတာကတော့နော်ဝေးအနည်းဆုံး16တင်းအဆင့်ထိရောက်မယ်လို့ထင်တယ်ကွာတာအထိတက်လာနေတဲ့ခြေစွမ်းနဲ့အစုဖွဲ့မျိုးသူတို့မှာရှိတယ်ကဲဒါကတော့နော်ဝေးနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့သုံးသပ်ချက်လေးပဲဖြစ်တယ်ညီတို့လည်းဘယ်လိုထင်လဲကိုယ့်ရဲ့ယူဆချက်ကိုဆွေးနွေးပေးသွားလို့ရတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးကျေးဇူးအများကြီးတင်တယ်